ငစ်စကထောင်ကထွက်လာတော့ဂိတ်ဝမှာဇိမ်ခံကားကြီးတွေတရားစင်ကြော်တန်းစီနေပြီးကျုပ်ကိုမြင်တာနဲ့ညီကိုတွေရာနဲ့ချီဒူးထောက်ချလိုက်ကြတယ်သူတို့တွေရှေ့ဆုံးက Rolls Royce စားတကားကိုဖွင့်ပေးပြီးပြန်လာပြီးဥဆောင်ပေးဖို့တောင်းပန်ကြတယ်ကျုပ်ကလှည့်ထွက်လာပြီးဒီစကားကိုပဲခြံခဲ့တယ်ဒီနေ့ကစပြီးရေပြင်တကားဆိုတာမရှိတော့ဘူးလွန်ခဲ့တဲ့15နှစ်ကမြစ်ကမ်းနားမှာကျုပ်တယောက်တည်းဓာတ်တလက်နဲ့လူတစ်ထောင်ကိုရင်ဆိုင်ခဲ့ဘူးတယ်မြစ်ရည်တဝက်သွေးတွေနီရဲသွားပြီးကဘာကြီးကကျုပ်ကိုရေဖြတ်ကူးတဲ့နဂါးလို့တင်စားကြတယ်ကျုပ်ရဲ့ရီးစားလေးကိုဝင်ကြီးနဲ့ထောင်ကိုလာပြီးကျုပ်ဖေဖေဖြစ်တော့မယ်လို့လာမပြောမချင်းအရာအားလုံးကအဲ့ဒီအတိုင်းပါပဲလူတက်မှုနဲ့ထောင်ကြဘူးတော့ဘသူမှကျုပ်ကိုအလုံးမခန့်ကျင်ကြဘူးလွန်ခဲ့တဲ့15နှစ်အတွင်းတစ်ခါမှမတွေ့ရသေးတဲ့သမီးလေးနဲ့အဆင်ပြေအောင်လုပ်ချင်နေတော့မှပဲကျုပ်စားကကျောင်းစားတောက်ဆိုင်ပိုင်ရှင်ဘလောက်ဆိုးကြောင်းညှဉ်းညူနေတာကိုကြားလိုက်ရတယ်သူတို့တွေကကလေးတွေကိုပုတ်နေတဲ့အသားတွေကျွေးနေတာအခါခါတိုင်ကြားဘူးပေမဲ့ဘာမှထူးခြားလာတာမရှိဘူးကျုပ်လည်းကျောင်းရှိမှာပဲထမင်းဘူးရောင်းဖို့ဆိုင်လေးတစ်ဆိုင်ဖွင့်လိုက်တယ်လေးသက်တာပြီးစားလို့လဲကောင်းတော့ကျောင်းစင်းတာနဲ့ကျောင်းသားတွေတန်းစီပြီးဝယ်ကြတယ်ကျုပ်သမီးနော်နော်ကတော့ကျုပ်စိတ်ကူးတဲ့ကလို့လိမ္မာရေးချရှိတဲ့ကလေးမလေးမဟုတ်ဘူးဒီလောက်ငငယ်နဲ့သပင်ဆိုးထားတယ်နားကက်တွေတက်ထားပြီးပြဿနာရှာတတ်တဲ့လူစုနဲ့ပေါင်းနေတဲ့ကျုပ်ဝင်သွားတာနဲ့သူ့တငယ်ချင်းတွေကဟိုမှာထောင်ထွက်ခမားဖေမဟုတ်လားဆိုပြီးတကြည်ကြည်နဲ့တိုးတိုးပြောကြတယ်ကျုပ်ဘာမှပြန်မပြောဘူးသူ့ရဲ့သပင်နီနဲ့တငယ်ချင်းမကကျုပ်ကိုလှောင်ပြောင်နေရှင်တို့ကပစ္စည်းဟောင်းလိုက်ကောက်ရင်မီးကျိုးသွားဖြတ်မိလို့တဲ့9နှစ်အပြစ်ပေးခံရတာဆိုကန်ဆိုးလိုက်တာနော်နော်ရှက်သွားပြီးကျုပ်စီအပြေးလွှားရောက်လာကရှင်ကျက်တရေမရှိတာတွေရက်ပေးပါလားလို့တောင်းပန်နေတငယ်ချင်းတွေရှေ့မှာကျုပ်ကိုတော်တော်ရှက်အောင်လုပ်တာပဲကျုပ်လဲသူ့ကိုထမင်းဘူးတပူကမ်းပေးပြီးအတာအရာပြောလိုက်တယ်မင်းအမေပြောတာတော့စားတော့ဆိုင်ကအစားအစာတွေကိုညဲတယ်ဆိုဒီမှာမင်းကြိုက်တာတွေအကုန်ပါတာပဲသွားတော့နော်ကထမင်းအခုနဲ့ကျုပ်ကိုလာပစ်တယ်ဒေါသတွေတုံရီနေပြီးကျုပ်ကိုရှက်စရာကောင်းတာတွေရက်လိုက်တော့ငငယ်ကလေးကဒီလိုဖြစ်မရှိတဲ့အကြောင်းပြချက်တွေနဲ့အမြဲပြဿနာရှာနေတာပဲလို့ပြောတယ်ရှင်ကြောင့်ကျုပ်ဖေမရှိပဲကြီးပြင်းလာရပြီးအနိုင်ကျင့်ခံခဲ့ရတာကျုံမှပေါင်းလို့ကောင်းတဲ့တငယ်ချင်းကောင်းတွေရလာတာကိုခမားကလာရှက်အောင်လုပ်နေတယ်လို့ကောင်မလေးတယောက်ကနှာခေါင်းရှုံပြီးပြောတယ်ဦးလေးထက်လျှောက်လဲချက်မတင်ကြည့်ဘူးလားကျုပ်ချိန်စာတိုက်ထားတဲ့အကိုကလူတယောက်ကိုခြေထောက်ကျိုးအောင်လုပ်လို့3နှစ်ပဲကြာတာတန်လက်ကြံတွေခိုးလို့15နှစ်တောင်ကြာရတယ်ပေါ့တော်တော်ရေးစရာကောင်းတာပဲဆိုပြီးသူတို့တွေထက်ပြီးရေမောကြတယ်ကျုပ်ပါအမှုနဲ့ထောင်ကျခဲ့တယ်ဆိုတာကျုပ်ဇနီးကကလေးတွေကိုဘယ်တော့မှမပြောပြခဲ့ဘူးပြင်ပကလူကြီးတယောက်ရဲ့တီးလို့လူတိခံလို့မဖြစ်ဘူးမဟုတ်ရင်ရန်သူတွေအများကြီးပေါ်လာလိမ့်မယ်ကျုပ်မျက်နှာပေါ်ကထမင်းစတွေကိုတုပ်လိုက်တယ်ထောင်ကျတယ်ဆိုတာဂုဏ်ယူစရာမဟုတ်ဘူးဒါကိုပဲအာယုံစိုက်တဲ့နယ်လို့သူတို့ကိုတိုးတိုးလေးပြောလိုက်တယ်ကျုပ်နောက်ထပ်ထမင်းဘူးတပူးထုတ်ပြီးနော်ကိုပေးလိုက်တော့သူကသွားကြိုက်ပြီးရှင်လိုကြောရိုးမရှိတဲ့အဖေမျိုးရှိတာကအရှက်ရရာအကောင်းဆုံးပဲလို့ပြောတယ်အဲ့ဒီအချိန်မှာပဲစားတော့ဆိုင်ပိုင်ရှင်နဲ့လူတစုကျုပ်စီအပြေးလွှားရောက်လာပြီးကျုပ်နော်အတွက်ပြင်ဆင်ပေးထားတဲ့ထမင်းဘူးကိုလူယူသွားတယ်ကျုပ်ကိုမြေကြီးပေါ်တွန်းလဲပြီးမျက်နှာချင်းဆိုင်လက်ညှိုးထိုးကစောက်ကျိုးနဲ့လူရုပ်မာလို့ဆဲဆိုတယ်စားတော့ဆိုင်နဲ့လာပြိုင်ကျင်နေတာလားငါမင်းကိုမပြောထားဘူးလားဒီမှာဒီထမင်းဘူးတွေဟက်လာရောက်ရင်မင်းကိုတက်ပစ်မယ်ကျုပ်ထမင်းဘူးကိုကောက်ဖို့ငုံလိုက်ပြီးတောင်းပန်ပါတယ်အခုချက်ချင်းထွက်သွားပါမယ်လို့တိုးတိုးလေးပြောလိုက်တယ်စားတော့ဆိုင်ပိုင်ရှင်ကကျုပ်ကိုကန်ကြောက်ပြီးငါ့ကိုနှစ်ခါပြောခိုင်းနေတာလားလို့အာမိတ်တန်ပြူတယ်သူကျုပ်ကိုကန်ချလိုက်တာကိုစပင်နီနဲ့ကောင်မလေးမြင်တော့နော်ကိုဟေ့လေမင်းအဖေရိုက်ခံနေရပြီလို့အမြန်ပြောတယ်နော်ကကျုပ်ကိုတစိမ့်စိမ့်စိုက်ကြည့်နေပြီးလက်သီးကိုတင်းဆုပ်ထားတယ်ကျုပ်ပြန်တိုက်ခိုက်မှာကိုသူစောင့်နေမှန်းကြဟုတ်တည်တယ်ဒါပေမဲ့ကျုပ်မတိုက်ခိုက်တော့ပါဘူးစားတော့ဆိုင်ပိုင်ရှင်ကိုရိုးသားစွာနဲ့ကြည်ပါဦးကျုပ်တို့2ယောက်စလုံးဒီမှာ$15တန်ထမင်းဘူးပဲရောင်းနေကြတာလေလို့ပြောတယ်ခမားစည်းကိုကျုပ်လျှော့မရောင်းဘူးဆိုရင်ကျုပ်ကဘလို့လုပ်ပြီးခမားလုပ်ငန်းကိုလူယူတာဖြစ်မှာလဲကလေးတွေကကောင်းကောင်းမွန်မွန်စားကျင်ကြတာလေလို့သူကနှာခေါင်းရှုံပြီးဒါဆိုရင်မင်းကငါဆိုင်ကအစားအစာတွေမကောင်းဘူးလို့ပြောချင်တာပေါ့ဟုတ်လားလို့ဆိုတယ်မင်းရဲ့အစားအစာတွေဘလောက်ကောင်းလဲဆိုတာကြည့်ရအောင်ဆိုပြီးလူစုရဲ့ခေါင်းဆောင်ဖြစ်တဲ့လူတန်ကြီးကစားတော့ဆိုင်ပိုင်ရှင်ပြောတာနဲ့တပြိုင်နက်ပြောလိုက်တယ်သူကကျုပ်ရဲ့ဆိုင်စားပွဲကိုဆွဲကောက်ပြီးတစ်ချက်တည်းနဲ့လှန်ပစ်လိုက်တာပကံတွေလွင့်ထွက်ကုန်ပြီးကျုပ်ကိုဘောကိုပါစင်ကုန်နဲ့တဲမဲနဲ့ဆိုင်ရှင်ကကျုပ်စံပင်ကိုဆွဲကင်ပြီးသွားကြိုက်ရဲ့သားနဲ့စောက်ကျိုးနေကောင်လို့တိုးတိုးပြောတယ်မိဘတရားစင်ကျော်ကျုပ်ကိုအစီရင်ခံစာတွေနဲ့ဖြိုခွဲဖို့စူးစမ်းပေမဲ့မအောင်မြင်ဘူးမင်းကတကယ်လုံနိုင်မယ်လို့ထင်နေတာလားဒီလုပ်ငန်းမှာကျုပ်ဘယ်နှယောက်ကိုသိလဲဆိုတာခမားသိရဲ့လားကျုပ်ကတကယ်ရိုးသားစွာနဲ့ပြောတာပါခမားမှာကျုပ်ဆိုင်နဲ့ပတ်သက်ပြီးပြဿနာရှိတိုက်ရိုက်ပြောပါလို့ဆိုတယ်ကျုပ်နည်းနည်းဆုပ်ပေးရမလားကျုပ်ဆုပ်လိုက်တာကိုမြင်တော့နော်ကစိတ်ပြက်တဲ့အမူအရာနဲ့ကြည်တယ်သူ့သွားကြိုက်ပြီးကျုပ်ကိုအော်တယ်ရှင်ကတတိမရှိဘူးအတုံးမကျဘူးသူအဲ့ဒီလိုပြောလိုက်တာနဲ့တပင်နီနဲ့ကောင်မလေးကတော့သူ့ပါဇက်ကိုအမြန်ပိတ်လိုက်တယ်မှန်ပါတယ်စားတော့ဆိုင်ပိုင်းရှင်ကလှည့်လာပြီးနော်ကိုစူးစူးရဲစိုက်ကြည့်တယ်သူ့ရဲ့မောင်နှမတွေကကြောက်လွန်းလို့လူအုပ်ထဲဝင်ပုံးကုန်ကြပြီးနော်နဲ့အနီးဆုံးမှာတော့ရက်ဖို့မဝင်ရကြဘူးဒီလိုလူဆိုးလူမိုက်တွေအတွက်တော့နုညံ့ညံ့ပြောတတ်သူတွေကိုအနိုင်ကျင့်ရတာသူတို့ဝါသနာဖြစ်ပေမဲ့တကယ်ရာဇဝတ်လမ်းကြောင်းနဲ့ကျင်လည်ခဲ့သူတွေနဲ့တွေ့တဲ့အခါသူတို့ချက်ချင်းတတိတွေပျောက်သွားပြီးစားတော့ဆိုင်ပိုင်ရှင်ကအေးဆက်နဲ့ပြောတယ်ဒီအတိုင်းလွယ်နဲ့ထွက်သွားလို့ရမယ်လို့ထင်နေတာလားရော်ကြီးကိစ္စအရင်ပြောရအောင်မင်းတနေ့ကိုထမင်းဘူး300ရောင်းနေတယ်လို့ကြားတယ်ဒါဆိုရင်မင်းကငါဆိုင်ကဖောက်သေး300ကိုတနေ့ကိုလူယူနေတာပေါ့ငါဈေးနှုန်းကတစ်ခုကို$15ဆိုတော့တနေ့ကို$4500ဖြစ်သွားပြီးမင်းဆိုင်ဖွင့်တာ10ရက်ရှိပြီဆိုတော့45ရထားပြီးအဲ့ဒါကြောင့်အခုချက်ချင်းပေးချေလိုက်တော့ကျုပ်အံ့အားသင့်သွားတယ်ကျုပ်အဲ့ဒီလောက်များတဲ့ထမင်းဘူးတွေရောင်းခဲ့ရတာမှန်ပါတယ်ဒါပေမဲ့ကလေးတွေကောင်းကောင်းစား
ရအောင်လို့အမျက်ကိုနည်းနည်းပဲယူပြီးအရေအတွက်နဲ့တင်ရောင်းတာပါကျုပ်ကိုယ်တိုင်က30ရာခိုင်နှုန်းလောက်ပဲအမျက်ရတာပါကျုပ်အတန်ကိုလျှော့ပြီးအေးဗျာဒါလူနိုင်ကျင့်တာမဟုတ်ဘူးလားလို့ပြောလိုက်တယ်စားတောက်ဆိုင်ပိုင်ရှင်ကအေးဆက်ဆက်နာမှုတ်လိုက်ပြီးလူတန်ကြီးဘက်လှည့်ကသူကငါ့ကိုပတ်စံဆုံးရှုံးစေခဲ့ပြီးအခုငွေမပေးချေချင်ဘူးမင်းဘလို့လုပ်တဲ့နေထင်လဲလို့မေးတယ်လူတန်ကြီးကထိုင်ချလိုက်ပြီးမြေပြင်ပေါ်ကငရုတ်သီးနဲ့ကြော်ထားတဲ့ဝတ်သားပြားတွေကိုလက်နဲ့ဆုပ်ယူကတောက်ကျိုးနဲ့ဒီမှာငရုတ်သီးထက်အသားကပိုများနေပါလားလို့ရှာတက်ပြီးပြောတယ်ဒီလိုစီးပွားရေးလုပ်ဖို့မင်းမှာတကယ်တတိရှိတာပဲကန်ရဲ့အကျိုးကိုမကြောက်ဘူးလားသူကငရုတ်သီးစိမ့်နဲ့ဝတ်သားပြားတွေကိုကျုံမျက်နာပေါ်အကုန်လိမ့်ကြံပစ်တယ်သူတို့တွေကျုပ်ကောင်းကိုဖိချပြီးမြေကြီးနဲ့အတင်းပုတ်တိုက်ကြတယ်ကျုပ်အရိုက်ခံနေရတာကိုကြည့်နေတဲ့ចောင်းသားတွေကတော့မျက်ဒေါသတွေထွက်နေကြတယ်သူတို့ကိုယ်တိုင်အမိုက်တွေရောင်းနေပြီးတခြားသူတွေကိုမလုပ်အောင်တားနေကြတာရိုးရိုးပြောရရင်တော့အဲ့ဒီဆိုင်ရှင်ကကြောရိုးမရှိဘူးတခြားသူတယောက်သာဒီလိုလုပ်ရင်ကျုပ်အလကားမနေတော့ဘူးအင်းခမားသာအလွယ်တကူနေရင်လူတွေကခမားကိုနင်းချေကြလိမ့်မယ်ကျုပ်လည်းအသာအရာထိုင်ချလိုက်ပြီးမျက်နှာပေါ်ကမဆလာဆော့တွေကိုတုပ်လိုက်တဲ့ကျုပ်မျက်လုံးဖွင့်လိုက်ခြင်းမှာပဲမြင်လိုက်ရတာကနော်ရဲ့လုံးဝစိတ်ပြက်နေတဲ့မျက်နှာပဲဖြစ်ပါတယ်သူကကျုပ်ကိုကြောင်အန်းနဲ့ကြည့်ပြီးဒါဆိုရင်အခုလူတွေကခမားကိုရရင်တော့ခမားပြန်မတိုက်တော့ဘူးပေါ့ဟုတ်လားလို့မေးတယ်စားတောက်ဆိုင်ပိုင်ရှင်ကနော်ကိုအော်ငေါက်လိုက်တယ်ဟေးကောင်လေးဒါမင်းနဲ့မဆိုင်ဘူးနောက်ထပ်တခွန်းထပ်ပြအော်ရင်တော့ဂျုံပါငါမင်းကိုကြောင်းကနေထုတ်ပစ်မယ်မဟုတ်ပါဘူးအကြီးကဲခမားကျေးဇူးပြုပြီးမလုပ်ပါနဲ့လို့ကျုပ်လဲစားတောက်ဆိုင်ပိုင်ရှင်ရဲ့လက်မောင်းကိုအမြန်ဆွဲကုတ်ကကျုပ်အခုချက်ချင်းထွက်သွားပါမယ်ရပြီလားခမားလိုချင်တာပတ်စံမဟုတ်လားလို့ဆိုတဲ့ကျုပ်မှာပတ်စံအပြည့်စုံမရှိသေးဘူးအမျက်ရာခိုင်နှုန်းဘယ်လောက်လဲဆိုတာကျုပ်ကိုပြောပြပါလားဆုံးရှုံးသွားတဲ့အမျက်ငွေအတွက်ကျုပ်ရော်ပေးပါမယ်ကျုပ်ဆုပ်ပေးပါမယ်လို့ပြောလိုက်တော့စားတောက်ဆိုင်ပိုင်ရှင်ရဲ့မျက်နှာကရုတ်တရက်အေးဆက်သွားပြီးမင်းကငါ့ကိုလူမိုက်လို့ထင်နေတာလားလို့ဆိုတဲ့ငါရဲ့အမျက်ရာခိုင်နှုန်းကိုမင်းနဲ့မျှဝေမယ်လို့တကယ်ထင်နေတာလားငါစီးပွားရေးရက်သွားရမှာလားလို့သူကအော်တယ်သူ့ဒေါသမပြေနိုင်သေးတဲ့အစုံလက်ကိုမြှောက်ပြီးကျုပ်ပါကိုနှစ်ချက်တိတိပြင်းပြင်းထန်ထန်ရိုက်ချလိုက်တယ်ကျုပ်နောက်တစ်ကြိမ်ရိုက်ခံရတာကိုမြင်တော့နော်ဒေါသပေါက်ကွဲသွားပြီးဖျားသခင်အတွက်နဲ့သူ့ကိုပြန်ရိုက်စမ်းပါလို့အော်တယ်ခမားဘဲအချိန်ထိရှက်စရာကောင်းအောင်လုပ်နေဦးမှာလဲအဲ့ဒီရင်ကြီးမှာမရှိတဲ့ကလေးကိုဒီဘက်ခေါ်လာခဲ့စမ်းပါလူတန်ကြီးကလှည့်ပြီးနော်စီလျှောက်သွားတာကိုမြင်တော့တပင်နီနဲ့ကောင်မလေးကသူနဲ့ဘာမှမဆိုင်ကြောင်းပြသချင်လွန်းလို့ကြောက်လန့်တကြားနဲ့ထွက်ပြေးသွားတယ်ကျုပ်လည်းအလွန်မင်းစိုးရိမ်သွားပြီးမြေကြီးပေါ်ကနေထက်ကနော်စီအပြေးလွှားသွားပေမဲ့စားတောက်ဆိုင်ပိုင်ရှင်ကကျုပ်အင်ဂျီကိုဆွဲကင်ထားတယ်ကျုပ်ကကျဲသီးပါတဲ့အင်ဂျီကိုဝတ်ထားပေမဲ့သူကအလွန်မင်းဆွဲဆုပ်လိုက်တာနဲ့အင်ဂျီကပွဲထွက်သွားတဲ့ကျုပ်ရဲ့တက်တူးကလူတိုင်းမြင်သာအောင်ရုတ်တရက်ပေါ်လာတဲ့တတိကရပါစက်တကားပါတက်တူးကိုလူတိုင်းမြင်လိုက်ရတဲ့အခိုက်အတန့်မှာအခန်းထဲကလူတွေအားလုံးအံ့အားသင့်ပြီးအသက်ရှူရက်သွားကြတယ်နော်စီလျှောက်သွားနေတဲ့လူတန်ကြီးလည်းမျက်လုံးပြူးသားနဲ့ကြောင်အန်းဖြစ်ကတတိကရပါလို့တိုးလေးရွတ်တယ်ဒါမြစ်ကိုဖြတ်ကူးတဲ့ငကားပုံစံမဟုတ်ဘူးလားစားတောက်ဆိုင်ပိုင်ရှင်ကမယုံကြည်နိုင်စွာနဲ့ကျုပ်ပေါ်ကတက်တူးကိုလက်နဲ့ပုတ်ကြည့်ရင်တယောက်တည်းရေရွတ်တယ်ယာယီတက်တူးမဟုတ်ဘူးလားသူအတင်းပုတ်ပေမဲ့လုံးဝမပြတ်သွားဘူးတက်တူးကအစ်စ်မှန်းတီးလိုက်ရတဲ့အခိုက်သူကြဲကြဲလောင်လောင်ရေမောလိုက်တယ်မင်းကထမင်းမှုရောင်းတဲ့ကောင်ပါလားမင်းကတကယ်ပဲကိုချလုံးပြုတ်ကြိုင်လုံးရဲ့နေမြေတဲကိုလာနှမ်းရဲတာလားလို့ဝန်ကျွမ်းဟန်ဝင်းဇွင်ငန်ကစိုးရိမ်တကြီးမေးတယ်သူတကယ်အဲ့ဒီလူဖြစ်မယ်လို့မထင်ဘူးလားသူခုမှထောင်ကထွက်လာတာလို့ကြားတယ်စားတောက်ဆိုင်ပိုင်ရှင်ကမျက်လုံးကိုလှည့်လိုက်ရွမ်တာအုပ်စု UND Group ရဲ့ဥက္ကဋ္ဌနေရာကိုမြစ်ကိုဖြတ်ကူးတဲ့ငကားအတွက်အမြဲတမ်းခြံထားခဲ့တာလေကုမ္ပဏီဥက္ကဋ္ဌလုပ်ရမယ့်သူကဒီကိုလာပြီးထမင်းမှုရောင်းဖို့အတွက်နဲ့အဲ့ဒီယာရုကိုစွန့်လွတ်မယ်လို့တကယ်ထင်နေတာလားသူစကားပြောလက်စနဲ့ရုတ်တရက်ကျုပ်ဝမ်းပိုက်ကိုထိုးချလိုက်တယ်ကျုပ်ကိုပိုင်းသွားတဲ့အခိုက်မှာသူကပြင်မောပြီးပြောတယ်မင်းမှာတတိတွေရှိသားပဲဟုတ်လားလွန်ခဲ့တဲ့အချိန်တုန်းကမြစ်ဖြတ်ကူးသူကဓာတ်တလက်နဲ့လူတစ်ထောင်ကိုတယောက်တည်းရင်ဆိုင်ခဲ့တာလေမင်းကသေချင်နေတဲ့အဖြစ်မရှိတဲ့လူရှုံးတစ်ယောက်ပဲသူ့ဖုန်းကိုထုတ်ပြီးကျုပ်ပုံကိုဓာတ်ပုံရိုက်ကမင်းပြီးသွားပြီးမင်းရဲ့ပုံကိုရန်တာအုပ်စုကငါတငယ်ချင်းတစ်ယောက်စီအခုပဲပို့လိုက်ပြီးလို့ပြောတယ်သူတို့လာနေကြပြီးအခုတော့မင်းတကယ်ပြီးသွားပြီးနော်ကမျက်နှာငယ်လေးနဲ့ကျုပ်ကိုစိုက်ကြည့်ပြီးရှင်ကျုပ်ကိုပေါ်မှာဘာတွေတထားထွင်ထိုးထားတာလဲလို့မေးတယ်ကျုပ်လည်းသူ့ကိုအတင်းပြုံးပြလိုက်တယ်မင်းအရင်အိမ်ပြန်နဲ့ရုတ်တရက်နော်ငိုကြွေးလာပြီးအလွန်မင်းရှိုက်ကြီးတငင်နဲ့ရှင်ကအတုံးမကျတဲ့ကောင်ဘာလို့ခမားကိုပေါ်မှာကတိကရတက်တူသွားထိုးရတာလဲလို့ပြောတယ်တီလာဒီနှစ်တွေအတွင်းမှာလူတွေအများကြီးကငါးကြီးလို့ဟန်ဆောင်ပြီးအလိမ်ညာလုပ်ဖို့စူးစမ်းခဲ့ဘူးတယ်အဲ့ဒီလိမ်လေလှည့်ဖျားသူတွေအားလုံးကိုဘော့အုပ်စု Broad Group ကလူတွေရှင်းထုတ်ပစ်ခဲ့ပြီးမင်းတီကနေအမြန်ထွက်သွားမှဖြစ်မယ်ကျုပ်နော်ကိုကြောင်အန်းနဲ့ကြည့်နေမိတယ်သူတကယ်ပဲကျုပ်ကိုစိုးရိမ်နေတာလားအတုံးမကျတဲ့အဖေတယောက်ဖြစ်လို့သူကျုပ်ကိုယွန်ရှာနေရင်တောင်ကျုပ်ကိုဘာဒုက္ခမှမရောက်စေချင်ဘူးဖြစ်နေတယ်သူကျုပ်ကိုစိုးရိမ်နေတာကိုမြင်ရတာကကျုပ်ရဲ့ပြစ်ရှိစိတ်ကိုပိုပြီးတောက်လောင်စေတယ်လွတ်သွားမယ်လို့မထင်နဲ့မူလကတော့မင်းကိုသင်ခန်းစာတစ်ခုပေးဖို့ပဲစဉ်းစားထားတာမင်းဒီလောက်တောင်အသက်ရှင်ရတာပြင်းနေမှန်းဘယ်သူသိမှလဲရုတ်တရက်သူ့ဖုန်းတမီလာတယ်သူဖုန်းကိုကင်ပြီးပေါ့ပပနဲ့ဟေးကိုဝေဟာလို့ပြောတယ်သူရုတ်တရက်မျက်လုံးပြူးသားနဲ့ကျုပ်ကိုကြောင်အန်းစိုက်ကြည့်ပြီးဖုန်းချလိုက်တာနဲ့တတွေးကိုအိုးကြီးမျိုးချကတောင်းနဲ့ပြောတယ်ရန်တာဘုတ်အဖွဲ့လာနေပြီကားလို့လူတန်ကြီးကမယုံကြည်နိုင်စွာနဲ့ခမားသူတို့ရဲ့ကန်တင်းဝန်ထမ်းကိုသိလို့လားလို့မေးတယ် boss ဒီလောက်ယာရူးကြီးတဲ့သူကိုကျုပ်ကဘလို့လုပ်ပြီးသိမှလဲသူတို့ရောက်တော့မယ်လို့ဖုန်းဆက်လာတာလူတန်ကြီးကသိလှုပ်ရှားလုံးလို့
တပ်ပြင်းချမိတယ်သူတို့ရဲ့ boss ကိုအသွင်ယူတဲ့အတွက်ကြောင့်တောင်ဒီလောက်အထိသစ္စာရှိကြတာကိုဒီအချက်ကသူတို့အားလုံးကိုထွက်လာစေလိမ့်မယ်လို့ထင်မထားဘူးလို့စားတောက်ဆိုင်ပိုင်ရှင်ကအေးဆက်တဲ့အတန်နဲ့ကျုပ်ကိုပြောတယ်မင်းလိုကြီးကျယ်ခမ်းနားတဲ့သူကဘလို့ပရွက်စိတ်လိုလူမိုက်ရဲ့အာနာဇက်ကိုမှလက်ခံမှာမဟုတ်ဘူးလို့ကျုပ်ထင်တယ်မင်းမသေးမချင်းကြော်လွန်သွားရင်ဘာဖြစ်မလဲဆိုတာမကြခင်သိရတော့မှာပါနော်ကထိတ်လန့်တကြားနဲ့တိတ်တက်ကြတော့မလို့ဖြစ်နေတယ်စားတောက်ဆိုင်ပိုင်ရှင်ရဲ့အစောပိုင်းချင်းချောက်မှုတွေကိုမေ့ထားပြီးကျုပ်စီအပြေးလွှားလာကကျုပ်ကိုပြင်းပြင်းထန်ထန်တွန်းထုတ်တယ်သွားတော့သူငိုယိုပြီးអော်တယ်ရှင်ကျုပ်မေကို15နှစ်တောင်ဆောင်ခိုင်းခဲ့ပြီးအခုရောသူ့ကိုမိုးဆိုးမဖြစ်အောင်လုပ်ချင်သေးလို့လားသွားကြရအောင်နော်စိတ်တက်ကြသွားတာကိုကျုပ်ကြည့်နေမိတယ်အပြစ်ရှိစိတ်လှိုင်းလုံးကြီးကကျုပ်စီကိုနောက်တစ်ကြိမ်ထက်ရောက်လာတယ်ဒီ15နှလုံးသူတို့ဒုက္ခရောက်ခဲ့ရတာအားလုံးကျုပ်အဖြစ်ကျုပ်ကြောင့်ပါပဲနော်ကစားတောက်ဆိုင်ပိုင်ရှင်ကိုငိုယိုပြီးပြောတယ်ကျေးဇူးပြုပြီးဘသူ့ကိုမှမခေါ်ပါနဲ့လားသူကတန်လိုက်ဟောင်းလိုက်ကောက်တဲ့သူတက်ပါသူကအရှင်သခင်အကြောင်းဘာမှမသိပါဘူးလွန်ခဲ့တဲ့15နှစ်ကသူကမီးကျိုးသွားဖြတ်မိလို့ထောင်ကျသွားတဲ့အပြစ်မရှိတဲ့ကလေးတစ်ယောက်ပါသူထောင်ကျတော့ကအဲ့ဒီလူကြီးလူကောင်းရဲ့ပုံမြင်ကိုမကြားခဲ့ဘူးပါဘူးတမင်တကာအတူယူတာမဟုတ်ပဲတိုက်ဆိုင်သွားတာပါစားတောက်ဆိုင်ပိုင်ရှင်ခဏတာအံ့အားတင်သွားပြီးမှတဲကျဲလောင်လောင်ရေမောလိုက်တယ်ရေးစရာကောင်းလိုက်တာတန်လိုက်ဟောင်းခိုးလို့ထောင်ကျရဲဆိုတာကိုဒီထက်ပိုသုံးမကြတာရှိသေးလားနော်အဆက်ကွဲသွားပေမဲ့ကျုပ်လက်ကိုဆက်ပြီးဆွဲကင်ထားသေးပါပဲသူကျုပ်ကိုထွက်ပေါက်စီဆွဲခေါ်နေတော့မှာပဲ boss နဲ့သူ့လူတွေကလမ်းကိုပိတ်ဆို့ပြီးဒီလောက်နဲ့လွယ်ထွက်သွားလို့ရမယ်လို့ထင်နေတာလားလို့နှာခေါင်းရှုံနေဂတိကရပါအကြောင်းဘသူလာမေးအဲ့ဒါသူတို့ကိုပွင့်ပွင့်လင်းလင်းဆန့်ကျင်တာပဲလို့ရန်တာကအစောတည်းကရှင်းရှင်းလင်းလင်းပြောထားပြီးသားနော်တောင်အဲ့ဒါကြောင့်ငိုခဲ့ရတာသူ30စုနှစ်ကျော်တည်းကအနံ့ခံခဲ့တာလို့စားတောက်ဆိုင်ပိုင်ရှင်ကပြုံးပြီးပြောတယ်သူ့ကိုဆွဆွဲတာပဲဖြစ်ဖြစ်မဆွဆွဲတာပဲဖြစ်ဖြစ်ကျုပ်ဘာမှဂရုမစိုက်ဘူးမင်းဒီနေ့တည်ရင်တောင်နောက်ဘဝကြရင်ဘသူစီးပွားရေးမှမနှောက်ယှက်မိဖို့တတိထားပြီးတော့ကျုပ်တို့လုံးဝဝင်းရံခံလိုက်ရတာကိုမြင်တော့နော်ထိတ်လန့်တကြားနဲ့ဘာလို့ရမှန်းမသိတော့ပဲသူ့ရဲ့မောင်နှမတွေဘက်ကိုစိုးရိမ်တကြီးလှည့်ကြည့်တယ်ကျုပ်လုံးဝအကြက်ရိုက်နေပြီးမင်းတို့တွေလုံးဝမကူညီကြတော့ဘူးလားလူစုကဘာမှမပြောဝင်နေကြပဲသပင်နီနဲ့ကောင်မလေးကငါတို့ကအဲ့ဒီလိုပေါင်းတင်းတဲ့အထဲမှာပါလို့လားလို့ဝင်ပြောတယ်နော်အံ့အားတင်သွားပြီးမပြောပဲမနေနိုင်တော့ဘူးငါတို့တစ္ဆာချိန်ဆိုထားကြတာလေလို့သပင်နီနဲ့ကောင်မလေးကခေါင်းခါပြီးဒါပေမဲ့မင်းကတကယ်တငယ်ချင်းကောင်းဆိုရင်မင်းရဲ့တငယ်ချင်းတွေကိုဒီထဲမဆွဲသွင်းနဲ့လို့ဆိုတယ်မင်းဒီလောက်ကြီးတဲ့ပြဿနာရှာထားပြီးအခုငါတို့ကိုပါဆွဲကျင်နေတာလားမင်းတို့ငါတို့ရဲ့အမညီမဖြစ်ဖို့မထိုက်တန်ဘူးလို့သူပြောလိုက်တာနဲ့ကျန်တဲ့ကောင်မလေးတွေကပါဟုတ်တယ်ငါတို့ကိုတက်ပစ်ချင်နေတာလားလို့ဝင်ပြောကြငါတို့သွေးတစ္ဆာဆိုခဲ့တယ်ဆိုတဲ့အချက်ကိုတောင်ဘလို့လုပ်ပြီးပြောရဲတာလဲတခါတလေဟာသားလုပ်တာတော့ခွင့်လွတ်ပေးနိုင်ပါတယ်ဘသူကမင်းအတွက်အသက်ဆွတ်မှာလဲငါတို့ယွန်တာကိုမရင်ဆိုင်နိုင်ဘူးလို့နော်ကစိုးရိမ်တကြားပြောတယ်ငါသူတို့ကိုရင်ဆိုင်ခိုင်းနေတာမဟုတ်ပါဘူးကျေးဇူးပြုပြီးငါတို့ကိုကူညီပြီးလွှတ်ပေးကြပါလားသူ့တငယ်ချင်းတွေအားလုံးတိတ်ဆိတ်သွားကြပြီးအဲ့ဒီအချိန်မှာနော်ရဲ့ကဘာကြီးပြိုလဲသွားပြီဆိုတာကြုတ်တိလိုက်ရတယ်ဒါပေမဲ့သူထောင်ထဲမှာ15နှစ်ကုန်ဆုံးခဲ့ရတာကိုတော့အမိတိုင်းရင်နာရတယ်နော်ဒီနှစ်တွေအတွင်းဘလောက်တောင်ဆင်းရဲဒုက္ခရောက်ခဲ့ရမလဲဆိုတာကြုတ်သိပါတယ်သူနောက်ထပ်အနိုင်မကျင့်ခံခြင်းယုံနဲ့အဲ့ဒီလူတွေနဲ့ပေါင်းပြီးပိုသွားဒီလာလောက်ကအဖွဲ့တစ်ဖွဲ့ဖွဲ့ခဲ့တာပါအကြက်တဲရောက်လာတဲ့အခါနော်လူအုပ်ထဲကနေအတင်းထွက်ဖို့ကြိုးစားတယ်ဒါပေမဲ့သူ့ရဲ့ပိန်လီတဲ့ကိုခန္ဓာကသူတို့ကိုမရှင်နိုင်ပဲစားတောက်ဆိုင်ပိုင်ရှင်ကစိတ်မရှိစွာနဲ့လက်ကိုမြှောက်လိုက်တယ်နော်ကိုရက်ဆက်တဲ့ပါးတစ်ချက်နဲ့ရိုက်ချလိုက်ပြီးဒေါသတကြီးအော်တဲ့ချစ်လေးအတန်ကိုတိုးထားလို့မရဘူးလားပါးရိုက်ချက်နော်ရဲ့မျက်နှာပေါ်မကြရောက်ခင်မှာပဲကျုပ်သူ့လက်ကိုဖမ်းလိုက်တယ်စားတောက်ဆိုင်ပိုင်ရှင်ရက်တန့်သွားပြီးမယုံကြည်နိုင်စွာနဲ့ရွတ်တယ်ဒါဆိုမင်းမှာပြန်တိုက်ရဲတဲ့တတိတကယ်ရှိတာပေါ့ဟုတ်လားကျုပ်မတိုက်ခိုက်တာနှစ်တွေကြာပြီဒါပေမဲ့သူကထမင်းမှုရောင်းတဲ့ကောင်ကငါ့ကိုချင်းချောက်နိုင်တယ်လို့ထင်နေတာလားရိုးလေးတက်သေးပြဖို့အတွက်ငါမင်းကိုရိုက်မယ်လို့ရန်လိုစွာပြန်ပြောတယ်ကျုပ်သူ့လက်မောင်းကိုဖမ်းထားပေမဲ့သူကနော်စီကိုချက်ချင်းကန်ချလိုက်တယ်ဒါပေမဲ့ကျုပ်ကပိုမြန်တယ်စားတောက်ဆိုင်ပိုင်ရှင်ခြေထောက်မြောက်လိုက်တဲ့အချိန်မှာပဲကျုပ်သူ့ရဲ့နောက်ခြေထောက်တစ်ဖက်ကိုကန်ထုတ်လိုက်ပြီးသားဖြစ်နေတယ်သူဟန်ချက်ပြတ်သွားပြီးမြေပြင်ပေါ်ကိုမျက်နှာဆိုင်လျက်ပြင်းပြင်းထန်ထန်လဲကျသွားတယ်လူအုပ်ထဲကလူအချို့မရေပဲမနေနိုင်ကြဘူးအဆက်ကွဲသွားတဲ့စားတောက်ဆိုင်ပိုင်ရှင်ကမြေပေါ်ကနေထပြီးကျုပ်ကိုဒေါသတကြီးနဲ့အော်ဟစ်တယ်ငါအခုချက်ချင်းမင်းကိုတက်ပြီးလက်တွေခြေတွေကျိုးအောင်လုပ်ပစ်မယ်ပြီးတော့အဲ့ဒါကိုယွန်တာကိုပေးအပ်လိုက်မယ်စကားပြောလို့မဆုံးသေးခင်မှာပဲလူတန်ကြီးနဲ့သူ့လူတွေအလူရက်ပြေးလာကြတော့နော်ထိတ်လန့်သွားတယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးသူငိုယိုကကျုပ်ကိုပြောတယ်ကောင်းပြီလေအဲ့ဒီလူတွေကျုပ်စီပြေးလာတာကိုကြည့်ပြီးတက်ပြင်းချလိုက်တယ်နော်ရဲ့ခေါင်းကိုဖွက်ဖွက်လေးပုတ်ပေးပြီးနူးနူးညံ့ညံ့ပြောလိုက်တယ်မင်းကြလုံးဂျိုင်းကောင်ကိုအဲ့ဒီလောက်ထိတကယ်အားကြနေတာလားသူခဏတာရက်တန့်သွားပြီးကျုပ်လည်းအသာအရာပြောလိုက်တယ်ကောင်းပြီလေပိုးဘာသာကိုကြည့်လိုက်ပါတော့လို့ကျုပ်ပြောလိုက်တုံးလူရန်ကားကကျုပ်မျက်နှာကိုလက်သီးနဲ့လာထိုးတယ်ကျုပ်ရှောင်မနေဘူးသူ့လက်ကောက်ဝတ်ကိုလက်တစ်ဖက်ထဲနဲ့ဖမ်းဆုပ်လိုက်ပြီးသူစူးစားသမျှကိုရက်တန့်ထားလိုက်တယ်သူ့လက်ဒီတလက်မတောင်မလှုပ်နိုင်တော့ဘူးတခြားသူတွေကသူတို့ခေါင်းဆောင်အနိုင်ယူခံရတာကိုမြင်တော့အလူရက်ပြေးလာကြတယ်သူတို့တွေအကုန်ဝိုင်းတိုက်ဖို့စူးစားပေမဲ့ကျုပ်ကလူရန်ကားတယောက်ကိုဆွဲကင်ပြီးဟိုဘက်ကိုပစ်ထုတ်လိုက်တယ်လူတန်ကြီးကသူ့နောက်လိုက်တွေပေါ်ကိုပြုတ်ကျသွားတယ်လူအများကြီးတယောက်ပြီးတယောက်လဲကျသွားပြီးနာကျင်လို့အော်ဟစ်တန်တွေထွက်လာတယ်ထိတ်လန့်သွားတဲ့ကန်တင်းပိုင်ရှင်ကဝင်ကြစမ်းဝင်ကြလို့အော်တယ်မင်းတို့အများကြီးနဲ့ထမင်းဘူးရောင်းတဲ့ကောင်တယောက်တောင်မနိုင်ကြဘူးလားအခွင့်အရေးရသွားတာကိုမြင်တော့နော်ကျုပ်လက်ကိုဆွဲပြီးခေါ်ထုတ်ဖို့စူးစမ်းပေမဲ့ကျုပ်မလှုပ်ဘူးဒီကနေထွက်သွားကြရအောင်လို့သူအတင်းတိုက်တွန်းတယ်ရန်တာကလူတွေမရောက်လာခင်ဒီကနေထွက်မသွားရင်သူတို့နောက်တစ်ခါပြန်လာပြီးပြဿနာရှာလိုက်မယ်ဒီပြဿနာကိုတစ်ချိန်နဲ့အပြီးရှင်းလိုက်တာကောင်းပါတယ်လို့နော်ကစိုး
စိုးရိမ်တကြားပြောတယ်စကားကြီးစကားကျယ်မပြောဘဲကိုဘာသာကိုစိုးရိမ်စမ်းပါလို့ကျုပ်အသာအရာပြောလိုက်တယ်ကျုပ်သူ့ကိုအတုမဆောင်ပါဘူးသူ့ရဲ့ပြောင်ကျတဲ့မျက်နှာကိုကြည့်ပြီးရှင်းပြလိုက်တယ်ဒီထက်ပိုပြီးဖုံးကွယ်လို့မရတော့ဘူးဆိုတာကျုပ်သိလိုက်တယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေရုတ်တရက်စူညံတန်တွေထွက်လာပြီးလူတွေအံ့အားသင့်စွာနဲ့အပေါ်ကိုမော့ကြည့်ကြတယ်ရဟတ်ယာဉ်နှစ်စင်းဒီဘက်ကိုဥတီလာနေတယ်ရဟတ်ယာဉ်ရဲ့ဘေးတစ်ဖက်မှာ What အုပ်စု Broad Group ဆိုတဲ့စာလုံးတွေရေးထိုးထားတယ်စားတောက်ဆိုင်ပိုင်ရှင်ဝမ်းသာအားရဖြစ်သွားပြီးကျုပ်ကိုလက်ညှိုးထိုးကစိတ်လှုပ်ရှားအားစွာနဲ့အော်တယ်မင်းကတကယ်မှကြောတဲ့ကောင်လို့ထင်နေတာလားငါတခုလောက်ပြောပြမယ်မင်းရဲ့အချိန်တွေကုန်သွားပြီဒီလိုရည်မှန်းချက်ကြီးတဲ့လူတစ်ယောက်အတွက်ဒီနေ့ဟာဒီကဘာပေါ်ကမင်းရဲ့နောက်ဆုံးနေ့ပါပဲပွဲကြည့်ချင်နေတဲ့လူအုပ်ကြီးကနှစ်ဖက်စလုံးကနေဝိုင်းကြည့်နေကြတယ် Ross Rice နဲ့ Maybeth Maybach ကားရန်ကြီးတွေလမ်းဆုံးကနေတိမ်ဆင်းလာကြတယ်ဒီလောက်များပြားတဲ့လူအုပ်ကြီးကိုမြင်တော့နော်တကိုယ်လုံးတုံကြီးလာတယ်ငိုယိုပြီးကျုပ်အမေကကျုပ်ကိုတယောက်တည်းကြီးပြင်းစေခဲ့တာလို့ပြောတယ်ရှင်လာမဲ့အချိန်ကိုကျုပ်15နှစ်တောင်စောင့်ခဲ့ရတယ်ရှင်ကတကယ်ယုံကြည်စိတ်ချရတဲ့သူပါလို့သူအမြဲတမ်းပြောပြနေခဲ့တာဒါပေမဲ့ခမ ကဘလို့လုပ်ပြီးယုံကြည်စိတ်ချရတာလဲဒီလောက်ကြီးတဲ့ပြဿနာကြီးတဲ့ရောက်သွားပြီလေလို့ကျုပ်တက်ပြင်းချလိုက်တယ်အိုးတောင်းပန်ပါတယ်ကျုပ်နော်ရဲ့မျက်နှာငယ်လေးကိုလက်နှစ်ဖက်နဲ့အုပ်ကင်လိုက်ပြီးသူရှိုက်ကြီးတင်ငင်ငိုနေတာကိုကြည့်ရင်ကျုပ်ရင်ထဲမှာပါတစားစီဖြစ်သွားသလိုခံစားရတယ်မော်တော်ကားတန်းရက်သွားတယ်လူတွေဆင်းလာပြီးတယောက်ကျုပ်စီရှောက်လာကြတယ်စားတောက်ဆိုင်ပိုင်ရှင်ကလည်းသူတို့ကိုကြိုဆိုဖို့အပြေးလွှားသွားတယ်ငါမှဒေါသတွေတုန်ရီနေပြီးဘော့စ်တို့ရေဒီလူရှုံးကိုဒီအတိုင်းလွှတ်ပေးမှလားလို့သူဆိုတယ်သူကကျုပ်ကိုလက်ညှိုးထိုးပြပြီးတတွေးတွေဆင်အောင်ဆဲဆိုကဒီမျိုးကိုအခုမှရောက်လာတဲ့လူမိုက်ကြီးတယောက်လိုပုံဖော်ပြီးဇလန်းစင်နဲ့အဲ့ဒါကြားလိုက်တာနဲ့ဒီအတိုင်းလွှတ်ထားလို့မဖြစ်ဘူးဆိုတာကျုပ်သိလိုက်တယ်ရွမ်ဒါရဲ့ကိုစားသူ့ကိုသင်ခန်းစာတစ်ခုပေးချင်ုံလေးပါဒါပေမဲ့သူကရွမ်ဒါကိုတောင်လေးစားမှုမရှိပဲဒီအတိုင်းထွက်သွားအဖို့လုံးနေတယ်ဆိုတာဘယ်သူသိမှလဲရှိနေတဲ့လူတွေလည်းစိတ်လှုပ်ရှားစွာနဲ့တိုးပြောမနေပဲမနေနိုင်ကြဘူးတကယ်ရွမ်ဒါအုပ်စုပဲဖျားရည်ဒီလူတော့ပြီးသွားပြီပုံမှန်နေ့တွေမှာဒီလိုလူကြီးလူကောင်းတွေကိုဘယ်တော့မှမမြင်ရဘူးဟိုဒီနေ့တော့အားလုံးရောက်လာကြတာပဲဒါအိမ်မက်ဆိုးတစ်ခုပါပဲသူတို့စီသွားပြီးကျုပ်ရဲ့ဖျားသခင်ဖေဖြစ်ပေးဖို့တောင်းဆိုချင်လာပြီးတကယ်ပါပဲတငယ်ချင်းပြဿနာမရှာပါနဲ့ဒီအုပ်စုကအိမ်မှာကလေးတွေကစားနေတာလို့တကယ်ထင်နေတာလားနော်နဲ့အရင်ကပေါင်းခဲ့တဲ့လူမိုက်တွေတောင်စိတ်လှုပ်ရှားစွာနဲ့သူတို့ရဲ့ဖုန်းတွေကိုထုတ်ပြီးကျုပ်တို့ကိုရိုက်ကူးနေကြတယ်ဒီလိုလမ်းမပေါ်ကတစ္ဆာဆောင်တည်မှုမှာတနာစရာကောင်းတယ်လို့ရေးစရာလဲကောင်းတဲ့အချက်တွေပါနေတယ်နော်ရဲ့ခိတ္တမိတ်ဆွေတွေနဲ့မတူပဲဒီလူတွေကကျုပ်စီကိုမျက်လုံးတွေပို့ပေးနေကြတယ်ကျုပ်ရှည်လျားတဲ့တပ်ပြင်းတစ်ချက်ချလိုက်တယ်သူတို့တွေကကျုပ်ရဲ့တစ္ဆာရှိတဲ့ညီကိုတွေပါကျုပ်ထောင်ထဲမှာ15နှစ်ကုန်ဆုံးခဲ့ပြီးသူတို့တွေအဲ့ဒီအချိန်တစ်လျှောက်လုံးကျုပ်ကိုစောင့်ဆိုင်နေခဲ့ကြတာရက်ပေါင်း9000ကျော်တစ္ဆာရှိနဲ့မယိမ့်မယိုင်ပဲကျုပ်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့ကြတာကျုပ်သူတို့ကိုနောက်တစ်ကြိမ်ထပ်တွေ့ရမယ်လို့တကယ်မထင်ထားခဲ့ဘူးဒါပေမဲ့အခုတော့ဒီလိုထူးခြားတဲ့အခြေအနေမျိုးနဲ့ရောက်လာခဲ့ပြီးသူတို့တွေကျုပ်စီလျှောက်လာကြပြီးစားတောက်ဆိုင်ပိုင်ရှင်ကလည်းဂုဏ်ယူခြင်းတဲ့ပုံစံနဲ့ရွမ်ဒါရဲ့ကိုစားကျုပ်ကိုဘလို့ရင်ဆိုင်ခဲ့ကြောင်းသူတို့ကိုပြောပြတယ်သူတို့တွေသူ့ကိုအပြင်းထန်ရိုက်နှက်နေကြတယ်ဒီလောက်ဆိုးရွားတဲ့အနေအထားမှာရှိနေတာကိုမြင်တော့အဲ့ဒါအားလုံးကျုပ်လက်ချက်ပါအုပ်စုကကျုပ်တီချင်းကပ်လာတာနဲ့နော်စိုးရိမ်လာတယ်သခင်တို့ကလို့သူထင်ငေါ်ပြီးပြောတယ်အားလုံးပဲနားထောင်ပေးပါဒါကျုပ်အဖေပါသူထောင်ကျနေတာနှစ်တွေကြာပြီးအဲ့ဒီတက်တူးလဲအဲ့ဒီလောက်ကြာပြီးသူပြန်ရောက်လာကြတဲ့ကသူထောင်ကျခဲ့ဘူးတာကိုကျုပ်နှစ်မျိုးလို့သူ့ကိုရှောင်နေခဲ့တာဒါကြောင့်သူ့တက်တူးကိုအခုမှတကယ်တမ်းမြင်ဖူးတာပါဒီထက်စောပြီးတီးခဲ့ရင်ကျုပ်သေးချာပေါက်သူ့ကိုသတိပေးခဲ့မှာပါနော်ကပြောလေပိုကြောက်လေဖြစ်လာပြီးသူ့အမေကတကယ်ပဲသူ့ကိုဒီနှစ်တွေလုံးစောင့်နေခဲ့တာပါလို့ငိုယိုကကျုပ်ရှေ့မှာဆက်ပြီးရက်နေတယ်သူ့မှာရွမ်ဒါကိုရန်စလိုစိတ်လုံးဝမရှိပါဘူးသူလူကြီးလူကောင်းလိုဟန်ဆောင်ကျင်တာမဟုတ်ပါဘူးကျေးဇူးပြုပြီးသူ့ကိုလွှတ်ပေးပါကျုပ်တောင်းပန်ပါတယ်ကျုပ်ဒူးထောက်ပါမယ်ကျုပ်အတွက်နဲ့နော်မြေကြီးပေါ်ဒူးထောက်ချကရှိုက်ကြီးတင်ငိုတယ်ကျုပ်ရင်တွေအယမ်းနာလွန်းလို့အသက်ရှူရတာတောင်ခက်ခဲနေတယ်သူကျုပ်ကိုဆက်ပြီးစိတ်ပြတ်တဲ့မျက်လုံးတွေနဲ့ပဲကြည့်နေပါစေတော့အဲ့ဒီအချိန်မှာပဲစားတောက်ဆိုင်ပိုင်ရှင်နှာခေါင်းရှုံးလိုက်တယ်မင်းကဘသူလဲထင်နေတာလဲမင်းရဲ့ဂုံတိတ်ခါကတကယ်ပါနဲ့ညီမျှတယ်လို့ထင်နေတာလဲသူစကားပြောလို့မဆုံးသေးခင်မှာပဲရွမ်ဒါအုပ်စုရဲ့ဘိုးဖွဲ့ဝင်တွေအားလုံးတပြိုင်နက်တည်းဒူးထောက်ချလိုက်ကြပြီးနော်ရဲ့လေးစားမှုကိုလက်ခံရဲမိသူမရှိကြတော့ဘူးတခဏချင်းမှာပဲအဲ့ဒီမှာရှိနေတဲ့လူတွေအားလုံးတိတ်ဆိတ်သွားကြတယ်သူတို့တွေကြီးမားတဲ့လေးစားမှုနဲ့ကိုလောင်ကိုတပြိုင်နက်တည်းပြန်ဖြေကြပြီးသမီးငယ်နဲ့ပတ်သက်တဲ့မမျှော်လင့်ထားတဲ့အပြောင်းလဲကနော်ကိုလုံးဝအံ့အားသင့်သွားစေတယ်စားတောက်ဆိုင်ပိုင်ရှင်ရဲ့မျက်နှာဖြူဖက်ဖြူတော့ဖြစ်သွားပြီးသခင်တို့ဘာမှရွေးမှုများရှိနေလို့လဲလို့ထင်ငေါ်ပြီးမေးတယ်သူကထမင်းမှုရောင်းတဲ့ကောင်တက်ပါအဲ့ဒီစကားသူ့ပါဇက်ကထွက်လာတာနဲ့သူ့လူတွေကသူ့ကိုမြေပေါ်ဖိချလိုက်ပြီးညီရဲနေတဲ့မျက်လုံးတွေနဲ့អော်ကြတယ်ဒီနေ့ဟာဒီကဘာပေါ်မှာမင်းရဲ့နောက်ဆုံးနေ့ပါပဲစားတောက်ဆိုင်ပိုင်ရှင်ထိတ်လန့်သွားပြီးအားလုံးအလွဲချော်တွေကြီးပါပဲလို့អော်တယ်ကျုပ်နော်စီလျှောက်သွားပြီးသူ့ကိုထူပေးလိုက်တော့သူလည်းမတက်ရက်နိုင်သွားတယ်ဒရိုက်တာတွေကဆက်ပြီးဒူးထောက်လျက်သားပါပဲကျုပ်အမိတ်မပေးမချင်းပဲသူမှမလှုပ်ဝင်ရဲကြဘူးနော်တတွေးကိုအိုးကြီးမျိုးချပြီးကျုပ်ကရေဖြတ်ကူးတဲ့သူရဲ့သမီးပါလွန်ခဲ့တဲ့15နှစ်ကဒန်နာရီကတကယ်ပဲလားအများကဓာတ်တလက်နဲ့လူတစ်ထောင်ကိုတယောက်တည်းရင်ဆိုင်ပြီးမြေတဝက်ကိုသွေးတွေနဲ့ညီရဲစေခဲ့တာတကယ်လားလူတစ်ယောက်ကဘလို့လုပ်ပြီးလူတစ်ထောင်ကိုရင်ဆိုင်နိုင်မှာလဲဒီကောင်ကိုရှင်းပြီးရင်ကျုပ်ပြောပြမယ်ကျုပ်စားတောက်ဆိုင်ပိုင်ရှင်ကိုတစ်ချက်ကြည့်လိုက်တာနဲ့ကောင်လေးတွေကျုပ်ဘာဆိုလိုမှန်းသဘောပေါက်သွားတယ်သူ့ကိုအခုချက်ချင်းကျုပ်စီဆွဲခေါ်လာခဲ့စမ်းပါစားတောက်ဆိုင်ပိုင်ရှင်ထိတ်လန့်တကြားနဲ့အော်ဟစ်အကူအညီတောင်းရင်အာလူအိတ်တဲ့အိတ်လိုမြေကြီးပေါ်မှာဆွဲငင်ခံလိုက်ရတယ်လူတန်ကြီးလဲအံ့အားသင့်သွားတယ်ခဏလေးကမှသူကရန်လိုစွာပြုတ်မှုနေခဲ့တာသူ့ခြေထောက်တွေပြော့ကွ
ခွေသွားပြီးတုံရီလာကလူအုပ်ထဲကနေထွက်ပြေးဖို့ကြိုးစားပေမဲ့လုံးဝကြောက်လန့်နေပြီးကြောက်လန့်မှုအလွန်အမင်းရောက်တဲ့အခါခြေထောက်တွေအားမရှိတော့ဘူးသူထွက်ပြေးဖို့ကြိုးစားပေမဲ့ခြေထောက်တွေကအားမရှိတော့ပဲရိုင်းနေသွားတယ်နောက်ဆုံးတော့သူဒူးထောက်ကျသွားတဲ့ကောင်လေးတွေသူ့ကိုဖမ်းဆီးပြပြီးသားဖြစ်နေတဲ့သူ့ကိုနဲ့သူ့ရဲ့လူတွေအားလုံးကိုကျုပ်စီဆွဲခေါ်လာခဲ့လို့ပြောရင်းသပင်နီနဲ့ကောင်မလေးကိုတစ်ချက်လှမ်းကြည့်လိုက်တဲ့ကျန်တဲ့သူတွေကိုပါခေါ်လာခဲ့ပါခဏလေးကမှကျုပ်တို့ကိုနှောင်ပြောင်နေခဲ့တဲ့သပင်နီနဲ့ကောင်မလေးရက်တန့်သွားပြီးဘာဖြစ်လို့ဖြစ်မှန်းမသိလိုက်ရခင်မှာပဲကြောက်လန့်တကြားနဲ့မျက်နှာတွေဖြူဖက်သွားတယ်လူအုပ်ကြီးနောက်ဆုတ်သွားကြတယ်သူတို့တွေမူလကလူအုပ်ကြားတဲ့ပုံနေခဲ့ကြတာဒါပေမဲ့ရေပြင်တကားဆိုတဲ့နာမည်ပါလာတော့ဘယ်သူမှပြဿနာမရှာဝင်ရကြတော့ဘူးနော်ကိုရီမန်းချက်မရှိပဲလိုက်ဆွဲခေါ်နေတဲ့တငယ်ချင်းအုပ်စုကတော့ဘာမှမသိပဲလူမိုက်တွေလိုမတက်ရက်နေကြတယ်သူတို့တွေခေါင်းငုံပြီးတုံရီလေးနဲ့ကျုပ်စီလျှောက်လာကြတယ်ကျုပ်ရှိမှရောက်လာတဲ့အခါစပင်နီနဲ့ကောင်မလေးကအတန်တုံနဲ့ငိုယိုပြီးပြောတယ်ဦးလေးကျမတို့အစောကခမားကိုစတာပါဟာတာလောက်တာပါဘလို့ပဲဖြစ်ဖြစ်နော်နဲ့ကျမကအကောင်းဆုံးတငယ်ချင်းတွေလေအမြန်ဘာမှန်းပြောလိုက်စမ်းပါလို့နော်ကအေးဆက်ဆက်ပြောတယ်ဘသူကမင်းနဲ့အကောင်းဆုံးတငယ်ချင်းလဲခုနကငါကိုကူညီဖို့ပြောတော့မင်းတို့တွေနှာခေါင်းရှုံးခဲ့ကြတာလေအခုကြမှသူကငါရဲ့အကောင်းဆုံးတငယ်ချင်းပါတဲ့မင်းတို့တယောက်ချင်းစီရဲ့စိတ်နေသဘောထားကိုငါမြင်ပြီးပြီအဲ့ဒီအချိန်မှာညီကိုတယောက်ကျုပ်စီလျှောက်လာပြီးလေးစားစွာနဲ့မေးတယ်ကိုလောင်ဒီကောင်တွေကိုဘယ်လိုလုပ်ရမလဲစားတောက်ဆိုင်ပိုင်ရှင်ဘက်ကိုကျုပ်လန့်ကြည့်လိုက်တယ်သူကြောက်လန့်တကြားနဲ့တုံရီပြီးငိုယိုကာတောင်းပန်ပါတယ်ကိုလောင်မဟုတ်ဘူးမစ္စတာလောင်ဥက္ကဋ္ဌလောင်ခမားဘသူဆိုတာကျွန်တော်တကယ်မသိလို့ပါလို့ဆိုတယ်တာ၍သာသိခဲ့ရင်တော့ကျွန်တော်မှအသက်100ရှိရင်တောင်ခမားကိုလာမရှင်ဝဲပါဘူးကျုပ်သူ့စီလျှောက်သွားပြီးအောက်ကိုငုံကြည့်လိုက်တယ်အဲ့ဒီကောင်ပိုးပြီးကြောက်လန့်လာတာနဲ့သူ့ပေါင်းပြီးတောင်စိုးစားပြူလာတယ်ကျုပ်တက်ပြင်းချလိုက်ပြီးသူ့ကိုပြောတယ်ငါမင်းရဲ့စီးပွားရေးကိုလူယူနေတာမဟုတ်ပါဘူးငါတို့ရဲ့ထမင်းဘူးတွေအားလုံးဈေးနှုန်းတူတူပါပဲចောင်းသားတွေမင်းစီကဝယ်ရင်သူတို့ဆိုင်ထဲမှာထိုင်ပြီးအေးအေးဆေးဆေးစားလို့ရတယ်ဒါပေမဲ့ငါစီကဝယ်ရင်တော့အမိုးကမပြောနဲ့ဒီမှာစပွဲတော်မရှိဘူးဒါကြောင့်ចောင်းဝင်းထဲကနေထွက်ယုံတင်မကပဲလမ်းဘေးမှာထိုင်စားနေရတာဘာကြောင့်များသူတို့ကငါ့ကိုရွေးမှလဲစားတောက်ဆိုင်ပိုင်ရှင်တွေကိုအိုးကြီးမျိုးချပြီးခင်းငေါ်ကကျွန်တော်လက်လို့ကျွန်တော်စိတ်နှလုံးမရှိလို့ပါကျွန်တော်မှားသွားပါတယ်လို့ဆိုတယ်ကျွန်တော်မှားသွားတယ်ဆိုတာတကယ်သိပါတယ်လူတယောက်ယိုသေးတဲ့ဆိုင်ခွဲလေးစီလျှောက်သွားတယ်တိုးတိုးလေးပြောရရင်ကိုလောင်ကတနေ့ကိုထမင်းဘူး300ရောင်းတာလေအဲ့ဒါတွေကိုခမားတကယ်လှမ်းပစ်လိုက်တာလားဒါမှမဟုတ်တကယ်ပေးချေခဲ့တာလားစားတောက်ဆိုင်ပိုင်ရှင်ကသူဝယ်ခဲ့တာပါလို့အမြအမခံလုပ်တယ်ကိုလောင်ဘလောက်စူးစမ်းနေလဲဆိုတာမြင်လို့ကျွန်တော်ဒါကိုတမင်ဝယ်ခဲ့တာပါကျွန်တော်ဒါအတွက်ရော်ကြေးပေးရအောင်မလားကြောက်လန့်သွားတဲ့ boss ဒူးထောက်ချလိုက်ပြီးတုံရီလေးရဲ့နဲ့မလိုပါဘူးကျွန်တော်ကိုခွင့်လွှတ်ပေးပါဘသူ့ကိုရင်ဆိုင်နေရမှန်းမသိလို့ပါလို့ဆိုတယ်စိတ်ထားကြီးထားပါမင်းဝယ်ထားတာဆိုတော့မင်းမဲအကုန်စားလိုက်ပါသူရက်တန့်သွားပြီးမြေပြင်ပေါ်ပုံနေတဲ့အစားစာပုံကြီးကိုလက်ညှိုးထိုးကစားရမှာလားလို့ထင်ငေါ်တယ်တယောက်ကအော်တယ်ကိုလောင်လုပ်ထားတာလေမင်းအတွက်မကောင်းဘူးလားတဲ့စားမယ်ကျွန်တော်အခုချက်ချင်းစားမယ်လို့စားတောက်ဆိုင်ပိုင်ရှင်အစားအစာစီအပြေးလွှားသွားပြီးခွေးတကောင်လိုမြေပြင်ပေါ်မျက်နှာအက်ကစားတယ်မြေပြင်ပေါ်ကအစားအစာရတာကဘလို့နေလဲအကုန်မျိုးချပစ်လိုက်စမ်းပါသူစားရင်းနဲ့အရန်ကောင်းကြောင်မျက်နှာချိုးသွေးပြီးပြောတယ်ငါထက်အများကြီးပိုကောင်းတယ်ဒါကြောင့်မင်းအကုန်ပြီးအောင်စားလိုက်လို့ boss ကကြောင်အန်းနဲ့ပြောတယ်လူ300အတွက်ရည်ရွယ်တဲ့အစားအစာကိုကျွန်တော်ဘလို့လုပ်ပြီးကုန်အောင်စားနိုင်မှာလဲအဲ့ဒါကိုကြားတော့ကောင်လေးတွေအလွန်အမင်းဒေါသထွက်သွားတယ်ဒါဆိုမင်းမကုန်နိုင်ဘူးလို့ပြောချင်တာပေါ့ဟုတ်လားငါတို့ကူညီပေးပါမယ် boss ရဲ့ခေါင်းကိုအစားအစာတဲ့ပြင်းပြင်းထန်ထန်ဖိဆိုင်လိုက်ပြီးမြေပေါ်ကရှိသမျှကိုအတင်းမျိုးချစေတယ်ကျုပ်လူတန်ကြီးနဲ့သူ့တငယ်ချင်းတွေကိုလှမ်းကြည့်ပြီးမင်းတို့တွေဒါကိုကုန်အောင်ကူမစားကြဘူးလားလို့ပေါ့ပပမေးလိုက်တယ်စကားတခွန်းနဲ့တင်ကောင်လေးတွေကြုတ်ရည်ရွဘယ်ချက်ကိုသဘောပေါက်သွားပြီးသူတို့ကိုပါစားတောက်ဆိုင်ပိုင်ရှင်စီဆွဲခေါ်သွားကြတယ်အစားအစာတဲ့မျက်နှာဆိုင်လျက်ကောင်လေးတွေကတယောက်ကအေးဆက်ပြောတယ်စားကြစမ်းပါရှေ့ဆက်ရမယ့်ခရီးအတွက်မင်းတို့အားတင်းထားရမယ်ဒီရိုးရှင်းတဲ့စကားလေးကတင်စားတောက်ဆိုင်ပိုင်ရှင်နဲ့သူ့ဝန်ထမ်းတွေကိုလုံးဝအံ့အားသင့်သွားစေတယ်မစ္စတာလောင်ငါတို့ဘလို့လမ်းကြောင်းမျိုးကိုသွားရမှာလဲငါတို့မှာပင်လယ်ရက်ချားကမိုင်းတွင်းတွေရှိတယ်ဒါပေမဲ့အဲ့ဒီနေရာကစစ်ပွဲနဲ့နှက်ဖျားယောဂါကြောင့်ဖျက်ဆီးခံထားရတာကံကောင်းရင်တော့လက်တစ်ဖက်ခြေတစ်ဖက်ဆုံးရှုံးယုံနဲ့တစ်ဆက်နှစ်ကြာပြီးနောက်ပြန်ရောက်လာနိုင်မယ်ကံမကောင်းရင်တော့အ ਨੇ ဆုံးတော့မင်းတို့ရဲ့ပြားတွေကိုငါပြန်တယ်လာပေးမယ်ဒါကိုကြားတော့စားတောက်ဆိုင်ပိုင်ရှင်နဲ့လူတန်ကြီးအရန်ကြောက်သွားပြီးမိုးရိုကမသွားရဖို့နီးလန်းမရှိဘူးလားလို့တောင်းပန်ကြတယ်မသွားဘဲနေလို့ရပါတယ်ဒါပေမဲ့ရွှန်တာကမင်းတို့ကိုတောင်းပန်လာအောင်လုပ်လိုက်မယ်စားတောက်ဆိုင်ပိုင်ရှင်စိတ်တက်ကြသွားပြီးကျုပ်စီဒူးထောက်လျက်နဲ့လာသွားတယ်တောင်းပန်ပါတယ်ကိုလောင်လို့ရှိုက်ကြီးတငင်ငိုတယ်ကျွန်တော်တကယ်မှားသွားပါပြီကျွန်တော်ကိုနိုင်ငံရက်ချားကိုမပို့ပါနဲ့အုပ်စုရဲ့ပင်လေရက်ချားမိုင်းတွင်းတွေမှာဘာတွေဖြစ်တက်လဲဆိုတာကျွန်တော်ကြားဘူးပါတယ်အဲ့ဒီမှာအလုပ်သမားတွေကဘုံဆက်ထိပြီးအပိုင်းဖြစ်ကုန်ကြတာဒါမှမဟုတ်ဒေတာရင်းတပ်ဖွဲ့တွေရဲ့လက်ကြောင့်လက်တွေခြေတွေဖြတ်ခံရတာအလုပ်သမားအားလုံးကိုဒေတာရင်းကနေပဲခေါ်ယူမယ်လို့ကျွန်တော်တို့သဘောတူထားကြတာလေဘလို့လုပ်ပြီးကျွန်တော်ကိုအဲ့ဒီကိုပို့ရတာလဲကျွန်တော်လဲလူသားတစ်ယောက်ပါကျွန်တော်အမားတစ်ခုပဲလုပ်ခဲ့တာပါဒီလောက်အထိလုပ်เสียမလိုပါဘူးဒါအပြင်ကျောင်းအုပ်ကခမားရဲ့ဝမ်းခွဲဖြစ်ပြီးခမားကိုယ်တိုင်လဲအကြိမ်ကြအိမ်တိုင်ကြားခံထားရတယ်လို့ကြားတယ်နောက်ဆုံးတော့အရာအားလုံးငြင်းချမ်းစွာပြီးဆုံးသွားတယ်ပြီးတော့သူတို့ရဲ့အခွင့်အရေးတွေချိုးဖောက်ခံနေရတာသူတို့ကိုယ်တိုင်ဖြစ်တယ်ဆိုတာမမေ့နဲ့ဒါနဲ့ပဲကိုယ့်ရဲ့ကိုယ်ပိုင်ကလေးကို
တိုင်လိုက်တာနဲ့သူတို့တွေကြောင်းထုတ်ခံလိုက်ရတာပါပဲအဲ့ဒါတကယ်ဖြစ်တာလားလို့သူတိုးတိုးလေးမေးပြီးတရွေးမျိုးချတယ်အဲ့ဒါသူတို့ကျောင်းစာမကောင်းပဲတက္ကသိုလ်မဝင်နိုင်ခဲ့လို့ပေါ့ပုဂ္ဂလိကအကြောင်းကိုရောက်လာပြီးမှဒီလိုဆက်လုပ်နေတယ်ဆိုရင်တော့အားကြီးသူကအားနည်းသူကိုအနိုင်ကျင်းပိုင်ခွင့်ရှိတယ်လို့ယူဆနေပုံရတယ်ဒါဆိုငါလည်းမင်းကိုအနိုင်ကျင့်လို့ရတယ်ပေါ့ဟုတ်လားကျုပ်စားတောက်ဆိုင်ပိုင်ရှင်ရဲ့စကားကိုဖျက်လိုက်ပြီးသူ့ပုတ်ခုံးကိုပုတ်ကာတက်ပြင်းချလိုက်တဲ့ကလေးတွေကကြီးထွားလာတဲ့အရွယ်ရောက်နေကြပြီးစီးပွားရေးဆိုတာအမျက်အစွန်းနဲ့ရက်တီရတာဆိုတာကျုပ်သိပါတယ်ဒါပေမဲ့ကလေးတွေနဲ့ပတ်သက်လာရင်အ ਨੇ ဆုံးတော့စိတ်နှလုံးရှိပါစေမင်းကငါ့ကိုကောင်းကောင်းဆက်ဆံစေခြင်းပေမဲ့မင်းကောသူတို့ကိုအဲ့ဒီလိုလုပ်ခဲ့ရဲ့လားကျုပ်အကြက်မကင်ခံရရင်ကျောင်းရှိကလမ်းဘေးမှာထိုင်ပြီးသမင်းဘူးစားဖို့ရွေးချယ်မယ်လို့ထင်နေတာလားကျုပ်မှားသွားပါတယ်စားတောက်ဆိုင်ပိုင်ရှင်စကားမဆုံးခင်မှာပဲကောင်လေးတွေသူ့ကိုဆွဲခေါ်သွားကြတယ်သူတို့ပြောခဲ့တယ်လို့ပါပဲသူတို့သွားသည်ဖြစ်စေမသွားသည်ဖြစ်စေအဓိကမဟုတ်ပါဘူးဒါပေမဲ့နောက်ဆုံးတော့ဒွန်တာကသူတို့ကိုတောင်းပန်လာအောင်တေချာပေါက်လုပ်လိုက်မယ်ဒီအချိန်မှာတော့နော်ရဲ့မောင်နှမတွေအလွန်မင်းတုံရင်နေကြပြီးသပင်နီနဲ့ကောင်မလေးကငိုးရိုးကပြောတယ်ဦးလေးကျမတို့နောက်ဘယ်တော့မှမဆတော့ပါဘူးလို့ပြောရင်သူ့ရဲ့သပင်နီလေးကိုပုတ်ပေးလိုက်တယ်ကျုပ်ဘာမှရည်ရွယ်ချက်မရှိပါဘူးတာကိုပဲအာယုံစိုက်ပြီးဒီလိုအဓိပ္ပာယ်မရှိတဲ့ကိစ္စတွေကိုရက်လိုက်ဖို့ပြောချင်ရုံပါပဲကျောင်းမှာလူတွေကိုအနိုင်ကျင့်ပြီးအကိုကြီးတွေနဲ့ပတ်ဝန်းကျင်မှာဝိုင်းထားရုံနဲ့ကိုကလူကြီးလူကောင်းဖြစ်သွားပြီလို့ထင်နေတာလားအဲ့ဒါတကယ်ဂုဏ်ယူစရာကြီးလားဒါပေမဲ့လက်တွေ့ဘဝမှာတော့ဒီလိုဆိုးသွမ်းတဲ့အလေးထားတွေကမင်းတို့ရဲ့ပျက်စီးရာပျက်စီးကြောင်းဖြစ်လာလိမ့်မယ်သူတုံရီပြီးငိုကြွေးနေရှာတယ်နောက်တစ်ခါကျုပ်သမီးနဲ့လာပေါင်းရင်ကျေးဇူးပြုပြီးသပင်ကိုအရင်တိုင်းအယောင်ပြန်ဆိုးပေးလို့ရမလားသူရှိုက်ကြီးတငင်နဲ့ခေါင်းကြီးပြပြီးရင်ထဲကတက်လာတဲ့ကြောက်ရွံ့မှုကိုမထိန်နိုင်တော့ပဲဒူးထောက်ကျသွားတယ်ကျုပ်တက်ပြင်းချလိုက်တယ်သူတို့တွေဆိုင်ကိုတင်းစီကြပြီးကိုလောကရဲကိုမျောနေကြတယ်ကျုပ်တိတ်တဆိတ်ပဲနေချင်တာပါသူတို့သာကျုပ်ကိုအတင်းမတိုက်တွန်းရင်ကျုပ်ဘယ်တော့မှအာယုံစိုက်ခံရဖို့မကြိုးစားပါဘူးကောင်လေးတွေကျုပ်ဝင်ကူနေတာကိုမြင်တော့ဆိုင်သိန်းတာကူဖို့အပြေးလွှားရောက်လာကြတယ်ဘာလို့လူတိုင်းကကျုပ်တို့ရဲ့ရန်တာပုံစံကိုလူမိုက်ကိုင်းလိုကြောက်နေကြတာလဲလို့သူတို့တွေအံ့အားသင့်ပြီးမေးကြတယ်ကျွန်တော်တို့လုံးဝမသိပါဘူးဖြစ်နိုင်တာကကျုပ်တို့တွေအရန်ချမ်းသာနေလို့ဖြစ်မှာပါကျုပ်ခေါင်းကြီးပြပြီးဆိုင်ကိုတင်းစီလိုက်ကနော်ကိုကျုပ်နဲ့အတူပြန်ဖို့လက်ရက်ခေါ်လိုက်တယ်နော်ကျုပ်ဘေးကနေရှောက်လာရင်တစ်ချက်နောက်ကိုလှည့်ကြည့်တယ်ကောင်လေးတွေဆက်ပြီးနောက်ကနေလိုက်လာဆဲဖြစ်ပြီးမပြန်ကျင်ကြသေးတာကိုမြင်တော့ကျုပ်ရဲ့နောက်ဆုံးထမင်းဘူးကိုသူ့ကိုပေးလိုက်ပြီးတက်ပြင်းချကပြောတယ်နှမျောစရာပဲမင်းရဲ့ဘန်ဒိုဘူးသေးကအစားအစာတွေကိုနှလုံးပုံစံဖြစ်အောင်ကျုပ်တော်တော်စူးစမ်းပြင်ဆင်ထားတာဒါပေမဲ့နော်ကဘာမှမတွေးပဲယူသွားတယ်သူမျက်ရည်တွေကိုတုပ်လိုက်ပြီးတိုးလေးပြောတယ်ငါတို့ပြီးသွားပြီလို့ထင်ခဲ့တာရှင်ပိုစောကလေးကဘာလို့မပြောတာလဲရှင်ကတကယ်ရင်ဆိုင်ရမယ့်သူပါဒါပေမဲ့ရှင်တကယ်ကြောက်နေမှန်းငါသိပါတယ်ရှင်ထောင်ကျနေတဲ့15နှလုံးလုံးကျုပ်တိုးဝက်ထားခဲ့တဲ့မကျေနပ်ချက်တွေရှိနေသေးတာတောင်ဘာလို့ကျုပ်ရှေ့မှာဆက်ပြီးရက်နေသေးတာလဲရှင်ကကျုပ်ရဲ့အဖေရောအမေပါပဲကျုပ်နည်းညမပြတ်စောင့်မျှော်နေရတဲ့လူသားပါပဲကျုပ်ပြုံးလိုက်ပြီးသူ့မျက်ရည်တွေကိုတုပ်ပေးကတိုးလေးပြောလိုက်တယ်လွန်ခဲ့တဲ့15နှစ်လုံးမင်းကိုကျုပ်စိတ်ပြက်စေခဲ့ပါတယ်နောက်ဘယ်တော့မှမင်းကိုမခွဲသွားတော့ဘူးလို့ကျုပ်ကတိပေးပါတယ်နော်လမ်းလျှောက်ရတာမောလာပြီးလမ်းဘေးကကြောက်တုံးတိုင်ပေါ်မှာထိုင်ကျင်နေဆိုတော့ကျုပ်လဲတစ်ရှူးအမြန်ထုတ်ပြီးသူ့အတွက်တုပ်ပေးလိုက်တယ်သူထိုင်လိုက်တာနဲ့အဖေတယောက်လှုပ်တင်တာကိုလှုပ်ပေးတဲ့အနေနဲ့သူ့ကိုတူထုတ်ပေးလိုက်တယ်နော်တူကိုကင်ပြီးလွန်ခဲ့တဲ့အချိန်တုန်းကလူတစ်ထောင်ကိုတယောက်တည်းရင်ဆိုင်ခဲ့တယ်ဆိုတာဘာလဲလို့မေးတယ်အဲ့ဒါဂုံယူစရာမှမဟုတ်တာကျုပ်အတိတ်ကိုပြန်စင်စားရင်နော်ရဲ့မျက်လုံးတွေကိုစိုက်ကြည့်လိုက်တယ်လွန်ခဲ့တဲ့15နှစ်ကကျုပ်နဲ့ညီကိုတွေရွမ်တာအုပ်စုကိုတီထောင်ခဲ့ကြတယ်အခုခေတ်လိုမတည်ငြိမ်သေးပေမဲ့ကျုပ်တို့အမြဲတမ်းရိုးသားစွာနဲ့စီးပွားရေးလုပ်ခဲ့ကြတယ်အဲ့ဒီအချိန်တုန်းကရာဇဝတ်ကိုင်းတွေကကျုပ်တို့ရဲ့စီးပွားရေးကိုအာဏာမဝင်ရောက်ဆွတ်ဖက်ဖို့အကြိမ်အသုံးခဲ့ကြတယ်လူတိုင်းသူတို့ကိုအလွန်မင်းယွန်ရှာကြပြီးရင်ဆိုင်ပွဲတစ်ခုကိုလိုလားနေကြတယ်ကြည်ပါညီကိုတို့ကျုပ်တို့အားလုံးမှာကြီးစုဆောက်ရှောက်ရမယ့်မိသားစုတွေရှိကြတယ်ဒီလိုရာဇဝတ်ကောင်တွေကိုရင်ဆိုင်တာကကျုပ်တို့ရဲ့ဘဝတွေကိုဖျက်ဆီးပစ်တာပါပဲငွေဆိုးရဲ့ခေါင်းကိုဖျက်ပစ်တာကပိုကောင်းပါတယ်နော်တွေးကိုမျိုးချလိုက်တယ်ကျုပ်သိပါတယ်ရှင်တို့ရဲ့ပုံမြင်ကိုကျုပ်ကြားဘူးပါတယ်ရှင်အကြက်တဲရောက်သွားပြီးပြန်တိုက်ဖို့အတွက်အသက်အတွက်မဲခွဲခဲ့ကြတာလေးပြီးတော့ရှင်ရွေးချယ်ခံခဲ့ရတယ်ကျုပ်နော်ကိုရိုးသားစွာနဲ့ပြောလိုက်တယ်အဲ့ဒီတေးရှင်ရေးမဲခွဲမှုပေါ့ကျုပ်တည်သွားရင်ဘယ်တော့မှပြန်မဝင်စားရတော့ဘူးဆိုပြီးတကယ်ကြောက်ခဲ့ရတာကျုပ်ကိုပေါ်မှာကတိကရကတက်တူးထိုးခဲ့တယ်ပြီးတော့လွန်ခဲ့တဲ့15နှစ်ကဖြစ်ပျက်ခဲ့တာမှန်သမျှကိုနော်ကိုအကုန်ပြောပြခဲ့တယ်ကျုပ်ကိုတန်ပြားလွှာတွေနဲ့တစ်ထပ်ပြီးတစ်ထပ်တက်ရက်ချက်ဝတ်တန်စာဆင်ထားခဲ့တာကျုပ်လွတ်လပ်မသွားလာနိုင်တော့တဲ့အတွက်ရန်သူရဲ့စစ်မြေပြင်တဲတောင်ပြင်အောက်မှာပဲမြုပ်နှံထားလိုက်ပြီးသူပေါ်လာမဲ့အချိန်ကိုစောင့်နေခဲ့တာသူကျုပ်အပေါ်မှာတဲ့ရက်နေတဲ့ကျုပ်ဓာတ်နဲ့သူ့ရဲ့ပေါင်ကြားကိုတဲ့ထိုးချလိုက်တယ်ပြီးတော့စစ်မြေပြင်ကလူအားလုံးကိုတယောက်တည်းရင်ဆိုင်ဖို့ဖြစ်လာခဲ့တဲ့ကျုပ်ဘယ်နှကြိမ်တောင်အရိုက်ခံရလဲမမှတ်မိတော့ဘူးဒီလောက်ထူတဲ့တန်ပြားချက်ဝတ်တန်စာတွေနဲ့ကိုကာကွယ်ထားခဲ့တာအရန်ကန်ကောင်းတာပဲအစကတော့သူတို့တွေကြောင်သွားကြပေမဲ့ကျုပ်ရဲ့အင်ဂျီကိုဆွဲဆုပ်ပြီးအလဲခစ်တန်ချက်ဝတ်တန်စာလိုဝစ်ဆင်ထားတဲ့တန်ပြားတွေကိုမြင်တော့မှသူတို့နားလေသွားကြတယ်သူတို့တွေအလွန်အမင်းဒေါသထွက်သွားပြီးတဲတင်ကားနဲ့ကျုပ်ကိုတိုက်တက်မယ်လို့ချင်းချောက်ကြတယ်ရဲတွေအချိန်မီရောက်လာလို့ကျုပ်အသက်ရှင်ခဲ့တာလူတွေကကျုပ်ကိုလူတွေကြားကငကားလို့ခေါ်ကြပေမဲ့အဲ့ဒါအတွက်ဒေးကြီးပေးခဲ့ရတယ်အနှစ်10ချမှတ်ခံခဲ့ရပြီးကျုပ်ဘဝပြီးသွားပြီလို့အစကထင်ခဲ့တာကျုပ်ဖေဖြစ်လာတော့မယ်ဆိုတာသိရတဲ့အထိပါပဲနော်ကိုအသာအရာပြော
လိုက်တယ်။ကောင်းမွန်တဲ့အဖေတစ်ယောက်ဖြစ်ဖို့အတွက်ကျုပ်ပြန်လည်ထူထောင်ရေးကိုတက်ကြွစွာရှာဖွေခဲ့ပြီး9 နှစ်စောပြီးလွတ်မြောက်လာခဲ့တယ်။မင်းကြီးပြင်းလာမယ့်နေ့ကိုလွတ်မသွားအောင်လို့ပေါ့။နော်တတွေးကိုအိုးကြီးမျိုးချတယ်။ဒီနှစ်တွေအတွင်းဒီအကြောင်းကိုဘာလို့တခါမှမပြောပြခဲ့တာလဲအမေ။အဲ့ဒါတွေကရာဇဝတ်ကောင်တွေလေငါတို့ကဘလို့လုပ်ပြီးအတန်ထွက်ဝင်ရင်းမှာလဲငါတို့ရဲ့ဖောင်းနှွမ်းတဲ့ရန်သူတွေပြန်ပေါ်လာမလားလို့စိုးရိမ်နေခဲ့ရတာ။အဲ့ဒါကြောင့်ဒီနှစ်တွေလုံးမင်းရဲ့အမေကိုကူညီဖို့ကောင်လေးတွေကိုတော့မခိုင်းဝင်ရခဲ့တာပြီးတော့ခမားဘသူဆိုတာဘသူကိုမှမသိစေဝင်ရဘူး။အနာခုပြန်ရောက်လာပြီးပဲဘာလို့မပြောပြတာလဲကျုံနောက်ကကောင်လေးတွေကိုလက်ညှိုးထိုးပြပြီး15 နှစ်ကြာပြီးတဲ့နောက်မှာတော့သူတို့တွေဘာလို့ကျုပ်ကိုဥက္ကဋ္ဌအဖြစ်ဆက်ကြည့်နေကြလဲဆိုတာမင်းသိလားလို့မေးတယ်။အဲ့ဒီတုန်းကကိုလောင်မှာကလေးတွေမရှိသေးဘူးလို့ကောင်လေးတွေတဲကတယောက်ကဝမ်းနေပူဆွေးတဲ့အတန်နဲ့ပြောတယ်။ကျုပ်တို့အားလုံးမှာကြည့်ရှုစောင့်ရှောက်ရမယ့်မိသားစုတွေရှိကြတယ်။ပြုစုရမယ့်မိဘတွေနဲ့ကြီးပြင်းရမယ့်ကလေးတွေပေါ့။သူထောင်ကြမှသာသူတရေရှင်ရေးကိစ္စတွေမှာဝင်ရောက်ဆွတ်ဖက်ခဲ့တယ်ဆိုတာကျုပ်တို့သိခဲ့ရတာသူကမဲခွဲဖို့အဆိုပြုခဲ့ပေမဲ့ကျုပ်တို့အတွက်အရာအလုံးကိုစွန့်လွတ်ဖို့ပထမကတည်းကသုံးဖြတ်ပြီးသားပါကျုံနော်ကိုပြုံးပြပြီးပြောတယ်အဲ့ဒီတုန်းကမင်းရှိမှန်းကျုပ်မသိခဲ့ပါဘူးတာတွေတောင်ပို့မိတဲ့အထိမိုက်မဲခဲ့တာသူ့ကိုတခြားသူရှာခိုင်းလိုက်ပါသူခမားရဲ့ကလေးကိုကိုဝင်ဆောင်ထားမှန်းသိခဲ့ရင်ကျုပ်ကန်ကိုဘယ်တော့မှမဆန်းပါဘူးအဲ့ဒါကကျုပ်ရဲ့အမေကိုခြံခဲ့ဖို့ရွေးချယ်ခဲ့တဲ့နှစ်ပါပဲဒီအချက်အကြောင်းပဲမင်းကိုပြောပြဖို့အဆက်ကွဲခဲ့ရတာပါကဲတော်ပါပြီမင်းတို့တွေဘသူမှကျုံနောက်ကိုမလိုက်နဲ့တော့မသိတဲ့သူတွေဆိုရင်ကျုပ်ကိုလူမိုက်ကိုင်းကောင်းဆောင်လို့ထင်ကုန်ကြလိမ့်မယ်ကောင်လေးတွေစိတ်လှုပ်ရှားလာကြပြီးမစ္စတာနော်ဘက်ကိုစိုးရိမ်တကြီးတောင်းပန်တဲ့မျက်လုံးတွေနဲ့လှမ်းကြည့်ကြတယ်ကိုလောင်ကလွန်တာကိုပြန်မသွားကျင်တာကသူကသစ္စာရှိပြီးဂုဏ်သိက္ခာရှိတဲ့ယောက်ျားတစ်ယောက်ဖြစ်လို့ပါသူကတငယ်ချင်းဆိုတာရေလိုစင်ကြယ်ရမယ်လို့ယုံကြည်ပြီးကျုပ်တို့စီကဗန္နာရေးဆိုင်ရာဆုလက်ကိုပဲတော့မှမလိုချင်ပါဘူးလွန်ခဲ့တဲ့15 နှစ်ကကျုပ်တို့သိငယ်ခဲ့ကြတယ်အလိုလိုအနိုင်ကျင့်ခံရပြီးသူ့ရဲ့ကာကွယ်မှုကိုအာဓမခံယူခဲ့ရတာအဲ့ဒါကလွန်ခဲ့တဲ့15 နှစ်ကပါအချိန်တွေပြောင်းလဲသွားပြီးအခုကျုပ်တို့အလှည့်ရောက်လာပြီးကျုံမျက်မှောင်ကျုံလိုက်ပြီးမင်းတို့အားလုံးသွားကြပါတော့ကျုပ်ဘာကိုမှပြန်လိုချင်လို့ဒါကိုလောက်တာမဟုတ်ပါဘူးကျုံတဲ့အခါကျုပ်ဆိုင်မှာထမင်းဘူးတပူးလာစားကြပါလို့ပြောတယ်တငယ်ချင်းမြတ်တာနဲ့လို့သတ်မှတ်လိုက်ပါလူတွေကကြောက်တုံးနဲ့မာကြောတဲ့နေရန်ကြားမှာညှက်နေကြတာပါနော်ကရုတ်တရက်ဒါပေမဲ့ကျုပ်ကတထေးသားသမီးဖြစ်ချင်တာလို့ပြောတယ်ကျုပ်အံ့အားသင့်သွားတယ်ခက်ခဲတဲ့အမှန်တရားကိုကျုပ်ထောင်ထဲမှာတင်ယူခဲ့ရတာပါငါတို့မြေပြင်ပေါ်မှာပဲရက်တည်ပြီးကိုယ့်ရဲ့အောင်မြင်မှုကိုစ조사တည်ဆောက်တဲ့နဲ့ဘာလဲမင်းလက်နဲ့မဟုတ်ပဲခြေထောက်နဲ့လွန်ခဲ့တဲ့15 နှစ်ကရေစား razors တွေကိုတိုက်ခဲ့တာလားအဲ့ဒါလုံးဝမှားယွင်းတဲ့နှိုင်းယှုမှုပဲငါသာချမ်းသာတဲ့မိသားစုမှာမွေးဖွားလာခဲ့ရင်ကောင်းပါပဲမင်းကတော့ထောင်ထဲမှာ15 နှစ်ကုန်ဆုံးရမယ့်သူပါရှင်ကျုံနဲ့အမေကို15 နှစ်တောင်ဆင်းရဲဒုက္ခရောက်အောင်လုပ်ခဲ့ပြီးအခုတခြားသူတယောက်ကပြင်ဆင်ဖို့လာလုပ်ပေးနေတာကိုဘာလို့ကျုပ်ကိုတထေးသားသမီးဖြစ်ခွင့်မပေးရတာလဲမင်းရဲ့အမေချမ်းသာတဲ့ဘဝနဲ့နေတာကိုမမြင်ချင်ဘူးလားဒါကယောက်ျားတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိစ္စပါညီအကိုတစ်ယောက်ကိုကူညီတယ်ဆိုတာလုပ်ရမယ့်အလုပ်ပါပြန်ရမယ့်ဆုလက်ကိုမတောင်းရပါဘူးသူ့မျက်ရည်တွေကိုတုပ်လိုက်ပြီးမကြေမနက်နဲ့ပြောတယ်ရှင်ဘသူပဲဖြစ်ဖြစ်ကျုပ်ဂယုမဆိုင်ဘူးရှင်အောက်ကိုမဆင်းရင်ကျုပ်ရှင်ကိုတစ်သက်လုံးမုန်းသွားမှာကျုပ်ခဏတာတွေ့ဝေသွားတယ်နောက်ဆုံးတော့သူတို့ဘက်လှည့်ပြီးမင်းတို့တကယ်ငါ့ကိုပြန်ဆက်ချင်တယ်ဆိုရင်တောင်းစားတောက်ဆိုင်ကိုငါအတွက်ဝယ်ပေးလို့ရမလားလို့မေးတယ်တောင်းစားတောက်ဆိုင်ကတော့လုံးဝအဆင်ပြေမှာမဟုတ်ဘူးဆိုတာသိလို့ကောင်လေးတွေအားလုံးဝိုင်းအောင်လာကြတယ်ဒီလိုလုပ်ပါဝက်အုပ်စုမှာဝန်ထမ်း20 3 နဲ့စားတောက်ဆိုင်25 ခုရှိတယ်အဲ့ဒါတွေအားလုံးကိုမင်းရဲ့စာချုပ်အောက်မှာဘာလို့မယူတာလဲငါတို့စာချုပ်ချုပ်မယ်ပြီးတော့မင်းဆက်ပြီးလုပ်ကိုင်လို့ရပြီအုပ်စုကိုငှားရမ်းခပေးဖို့နောက်နှစ်အထိစောင့်လို့မရဘူးအဲ့ဒါကဒီနေရာကိုအလကားယူတာနဲ့အတူတူပဲဖြစ်သွားမယ်ကျုပ်တကယ်ညင်းချင်ပေမဲ့နော်အတွက်နဲ့ကျုပ်ရဲ့ဂုဏ်မာနကိုမျိုးချလိုက်ရတယ်စားတောက်ဆိုင်စုစုပေါင်း26 ခုအတွက်အစားအသောက်ဝန်ဆောင်မှုစာချုပ်တွေကိုရယူခဲ့တယ်ကျုပ်အဲ့ဒါကိုသဘောမကျပါဘူးညီအကိုမြတ်တာနဲ့ပတ်သက်လာရင်ဗန္နာရေးဆိုင်ရာအကျိုးမြတ်ကိုမျှော်လင့်တာမမှန်ကန်ဘူးလို့ခံစားရတယ်တလားကြတော့ကျုပ်ပိုရှိဖို့ရှိကား2 စီးဝယ်လိုက်တယ်တစ်စီးကကျုပ်ဇနီးမောင်းဖို့အတွက်ကြအုပ်မှာစိန်တွေစီထားတဲ့ကားတစ်စီးလည်းရှိပြီးနော်ကိုအမှတ်တရအနေနဲ့ပေးဖို့စီစဉ်ထားတာပါဒါပေမဲ့သူတို့ပြောနေတာကိုမြင်တော့ဒီအတိုင်းပဲထားလိုက်ပါတော့ကိုမိသားစုကိုကြည့်ရှုစောင့်ရှောက်တာကတခြားအရာအလုံးထက်ပိုရေးကြီးပါတယ်အဲ့ဒါအတွက်ယောက်ျားတစ်ယောက်ဂုဏ်အနေငယ်ဆုံးရှုံးရရင်လည်းကိစ္စမရှိပါဘူးနော်စိုးသွမ်းတာတွေရက်လိုက်ပြီးအခုစာကိုစ조사နေပြီးအမှတ်တွေလည်းတစ်စထက်တစ်စတိုးတက်လာတယ်တနေ့ကျရင်မိသားစုစီးပွားရေးကိုကုလုပ်ပေးနိုင်ဖို့ဝတ်ကြေပွန်ရေးစီမံခန့်ခွဲမှုပညာရက်ကိုအဓိကယူဖို့စီစဉ်ထားတယ်လို့သူပြောတယ်သမီးလေးနောက်ဆုံးတော့လိမ္မာလာတာကိုမြင်ရတာကြုတ်ရင်ကိုအလွန်အမင်းလှုပ်ရှားစေပါတယ်ဒီနေ့ကစပြီးရေပြင်ကိုဖြတ်ကူးတဲ့ငကားဆိုတာမရှိတော့ပါဘူးဇနီးနဲ့သမီးကိုချစ်တဲ့စားတောက်ဆိုင်ပိုင်ရှင်တစ်ယောက်ပဲရှိတော့တယ်